မင်္ဂလာပါရှင်ခွေးမှုလေး channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အခုတော့မြန်မာနှစ်သက်ကိုတစ်ချက်အခါသမယမှာစိတ်ချမ်းသာခြင်းကိုကျမ်းမာခြင်းနဲ့ပြည်စုံကြပါစေလို့ဆုတောင်းပေးလိုက်ပါရနော်တစ်ချက်ဆိုတာနဲ့ကျမတို့အားလုံးရေကစားကြမယ်မုံလုံးရေပေါ်ကြည့်ကြမယ်ဆိုတာသိကြပေမဲ့လွန်ခဲ့တဲ့နှစ်ပေါင်း800ကျော်ပကံခေတ်ရဲ့တကယ့်အစောပိုင်းကာလတွေမှာကျမတို့မသိသေးတဲ့လူဝတ်စံပြလုံးနဲ့နှစ်တကူဒလေးတကူရှိခဲ့တယ်ဆိုတာကိုဝတ်သက်ကြည့်ပါသလားအဲ့ဒီဒလေးဟာသမိုင်းစာမျက်နှာတွေကနေဘာကြောင့်ပြတ်ခွေသွားခဲ့ရတာလဲဒီနေ့မှာတော့ပကံခေတ်နောက်ပိုင်းကတာမန်ရွာသားလေးတယောက်နဲ့မင်းသမီးလေးတစ်ပါးတို့ပြေဆုံးခဲ့ကြရကစတင်နေတဲ့တင်မင်းတောင်ကြားကပျောက်ဆုံးသွားသောကြံပွဲတော်ဆိုတဲ့လူသိနေတဲ့ချစ်ရမှန်အခြေခံစမန်လေးကိုပြောပြပေးသွားမှာပါဒီဇလန်လေးကိုအဆုံးထိနားဆင်ပေးကြဖို့ဖိတ်ခေါ်ပါတယ်ရှင်တက္ကရာ600ကျော်ကာလပကံပြည်ကြီးရဲ့အစွန်ပြားက AR မြစ်ကမ်းနာကတောအုပ်လေးတစ်ခုရဲ့မှာပါနေအောင်ကြီးဟာတည့်ရစိမ့်စိမ့်လေးတွေကြားထဲကနေမြေပြင်ပုံကိုရွှေရောင်အဆက်အပြောင်လေးတွေအဖြစ်ကျဆင်းနေပါတယ်အဲ့ဒီနေရာမှာဇေယျလို့အမည်ရတဲ့အသက်20အရွယ်လူငယ်လေးတစ်ယောက်ရှိပါတယ်သူကအရက်ရှိရှိကိုယ်လုံးတောက်တောက်နဲ့မျက်လုံးတွေကအမြဲတမ်းစူးစမ်းလိုစိတ်အပြည့်ရှိသူပါဇေယျကရိုးရိုးတာမန်တောလိုက်မှုစုတစ်ယောက်မဟုတ်ပါဘူးသူကရှေးဟောင်းစာပေတွေနဲ့ကြောက်စာတွေကိုစိတ်ဝင်စားတဲ့ထူးခြားတဲ့လူငယ်လေးပါဇေယျကသူ့လက်ထဲကဝါးကြည့်တောက်ထဲကရေကိုတကုံတောက်လိုက်ပြီးရှေ့ရလမ်းကြောင်းကိုကြည့်လိုက်ပါတယ်သူ့ရှိမှာမျက်ပင်လေးဖုံးလွှမ်းနေတဲ့ကြောက်တိုင်ကြီးတစ်ခုရှိပါတယ်ဒါအဖိုးပြောပြခဲ့တဲ့နန်းနမှုနဲ့ပွေတော်ရဲ့အမှတ်အသားပဲဖြစ်ရမယ်ဇေယျကတူတူလေးရေရွလိုက်ပါတယ်သူ့ရဲ့ဓာတ်လေးနဲ့နှွေးပင်လေးကိုရှင်းလိုက်တဲ့အခါကြောက်တိုင်ပေါ်မှာထူးဆန်းတဲ့ပုံရိပ်တွေပေါ်လာပါတယ်အဲ့ဒါကလူတွေရေပတ်နေရမဟုတ်ဘူးကောင်းကင်ကနတ်သမီးတွေမြေပြင်ပေါ်ကိုရွှေရောင်အိုးတွေနဲ့ရေသွန်းလောင်းနေတဲ့ပုံစံပါအဲ့ဒီအချိန်မှာပဲဇေယျလက်သွားပြီးတစ်ပင်ကြီးတစ်ပင်ရဲ့အကွယ်မှာပုံလိုက်ပါတယ်မြင်းဖြူတစ်ကောင်ကိုစီးလာတဲ့ငင်ကလေးတယောက်သူမဟာဝါကုန်းလိုဖြူစင်နဲ့ပကံခေတ်ဝတ်စုံကိုဆင်ပြန်ထားပြီးခေါင်းမှာလည်းဗလောက်ပန်းလေးကိုပန်ထားပါတယ်သူမရဲ့မျက်နှာကလားပြင်းဝန်းလိုဝိုင်းဆက်ပြီးအလုံးအမင်းလာပါလုံးပါတယ်သူမဟာမင်းသမီးလေးတုံးတရီပါသူမဟာလမ်းတွင်းလေးကနေတိတ်တဆိတ်ထွက်လာပြီးဒီလွတ်ဝတ်တဲ့ကြောက်တိုင်ကိုလာရှာနေတာပါဘာတူလဲထွက်ခဲ့စမ်းမင်းသမီးလေးကခပ်ပြက်ပြက်ပြောလိုက်ပါတယ်သူမရဲ့လက်ထဲမှာလည်းလှပတဲ့ဓမြောင်လေးတစ်ချောင်းကိုကင်ထားပါတယ်ဇေယျကကြောက်ရွံ့စွာနဲ့တစ်ပင်နောက်ကနေထွက်လာခဲ့ပါတယ်ကျွန်တော်မျိုးတာမန်ရွာသားဇေယျပါမင်းသမီးလေးကျွန်တော်မျိုးလည်းဒီကြောက်စာရဲ့လှုပ်ဝက်ချက်ကိုလာရှာတာပါမင်းသမီးလေးကမျက်မှောင်ကျုံလိုက်ပြီးမင်းကဘလို့ဖြစ်ပြီးဒီအကြောင်းကိုသိရတာလေဒါပကံနန်းတော်ရဲ့အမြင့်ဆုံးလှုပ်ဝက်ချက်တစ်တစ်ကူချိန်မှာကောင်းကင်တကားပွင့်တဲ့အကြောင်းကိုနေလိုရွာသားကဘလို့သိရလဲဇေယျကပြန်ပြေးပါတယ်ကျွန်တော်အဖိုးကလမ်းတွင်းကြောက်စာအရာရှိဟောင်းတယောက်ပါသူကွယ်လွန်ခဲ့ပြီးမှမှားခဲ့ပါတယ်တကြံအတာရက်မှာဒီကြောက်တိုင်ရှိမှအတိတ်ထံပြူရင်ပျောက်ဆုံးနေတဲ့ငင်းငယ်ရည်စင်ကိုရနိုင်တယ်လို့ပြောခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲကောင်းကင်မှာတိမ်တွေဖုံးလွှမ်းလာပြီးထူးဆန်းတဲ့အလင်းတန်းတစ်ခုကြောက်တိုင်ပေါ်ကိုကြားရောက်လာပါတယ်တကြံအတက်နေရဲ့မွန်းတဲ့ချိန်တက်တဲ့ပါကြောက်တိုင်ကြီးဟာနှစ်ချမ်းခွဲသွားပြီးမီးအောက်ကိုဆင်းသွားတဲ့လီကတစ်လေးတွေပေါ်လာပါတယ်ဇေယျနဲ့မင်းသမီးလေးတုံးတရီတို့တယောက်ကိုတယောက်ကြည့်လိုက်ကြတယ်သူတို့နှစ်ယောက်လုံးရဲ့မျက်လုံးထဲမှာကြောက်ရွံ့မှုထက်စူးစမ်းလိုစိတ်ကပုံများနေပါတယ်တွားကြောက်ဆိုဇေယျဒါငါတို့တိုင်းပြည်အတွက်အရေးကြီးတဲ့အဖြစ်တစ်ခုဖြစ်နိုင်တယ်မင်းသမီးလေးကရှေ့ရနေတတိရှိရှိဆင်းသွားပါတယ်အောက်ကိုရောက်လီလူကပိုအေးစိတ်လာလေးပါပဲခုနေရန်တွေမှာလင်းကြောက်တွေကအလိုလိုလင်းနေပါတယ်ဇေယျကမင်းသမီးလေးရဲ့ဘေးကနေကာကွယ်ပေးရင်ရှောက်လာခဲ့ပါတယ်မင်းသမီးလေးသတိထားပါဒီနေရာကနှစ်ပေါင်းများစွာဘယ်သူမှမဝင်ဘူးတဲ့နေရာသူတို့ရှိမှကြီးမားတဲ့ရေကန်ကြီးတစ်ခုရှိနေပါတယ်အဲ့ဒီရေကန်တွေကရေတွေဟာရိုးရိုးကြီးမဟုတ်ပဲဝီရောင်တစ်ပြက်ပြက်တောက်ပါနေပါတယ်ရေကန်ရဲ့အလယ်မှာတော့ကြောက်စိမ့်နဲ့လှုပ်ထားတဲ့အင်တုံကြီးတစ်ခုရှိနေပါတယ်အဲ့ဒီအင်တုံလေးရရေတွေဟာပကံပြည်ရဲ့အနာဂတ်ကိုပြသနေပါတယ်။ဇီယာနဲ့သုံးတရီတို့ရေကန်နာကိုကတ်ကြည့်လိုက်တဲ့အခါသူတို့မြင်လိုက်ရတာကစစ်မီးတွေတောက်လောင်နေတဲ့ပကံပြည်ကြီးပါ။ဒါကပါလေ
ငါတို့တိုင်းပြည်ပြက်စီးတော့မှလားမင်းသမီးလေးကအတန်တုံတုံနဲ့မေးလိုက်ပါတယ်ဇီယာကကြောက်စာအကျွင်းကြံတွေကိုဖတ်ကြည့်ပြီးမဟုတ်ဘူးမင်းသမီးလေးဒါကသတိပေးချက်ပါတကြံရက်မှာလူတွေရဲ့စိတ်နှလုံးတွေကအမုန်းတရားတွေကိုဒီမေတ္တာရည်စင်နဲ့မစီတော့နိုင်ရင်နောက်အနာဂတ်မှာစိတ်တွေတောက်လောင်ရလိမ့်မယ်လို့ဆိုလိုတာပါရုတ်တရက်ကိုကြီးတုန်ခါလာပါတယ်သူတို့ဟာရည်စင်ကိုယူပြီးအပြင်ကိုအမြန်ဆုံးထွက်လာပါတယ်ဒါပေမဲ့ရည်စင်ကိုယူလို့ဆိုရင်စိတ်နှလုံးဖြူစင်တဲ့သူမယောင်ရဲ့လက်ကိုတွဲပြီးအတိတ်ထရမှာပါဇီယာကမင်းသမီးလေးရဲ့လက်ကိုစောက်ကင်လိုက်ပါတယ်ကျွန်တော်မျိုးနဲ့တူဆွတောင်းမှမင်းသမီးလေးကျွန်တော်တို့တိုင်းပြည်အေးချမ်းမှုအတွက်သူတို့နှစ်ယောက်မျက်စိမိတ်ပြီးဆွတောင်းလာတဲ့အခါငွေရောင်ရည်စင်တွေဟာသူတို့စီကိုပြန်တက်လာပြီးတင်းငယ်တဲ့မြေဦးလေးတွေကိုစီးဝင်သွားပါတယ်သူတို့အခုအပြင်ဘက်ကိုရောက်တဲ့အချိန်မှာပဲဘူဝါဟာပိတ်သွားပါတော့တယ်မိကလည်းစောင်းနေပြီးတခြားအတက်နဲ့ရဲ့ညနေခင်းမှာမင်းသမီးလေးတုံးတော်ကလက်ထဲကရေအိုးလေးကိုကြည့်ပြီးပြုံးလိုက်ပါတယ်ဇေယနင်ဟာတမန်ရွာသားတယောက်မဟုတ်ပါဘူးနင်ဟာပကံရဲ့ကစ်တင်ရှင်ပဲဇေယကဥညွှတ်လိုက်ပြီးမဟုတ်ပါဘူးမင်းသမီးလေးကျွန်တော်တို့အတူတူလုပ်ခဲ့တာပါအခုဒီရေစင်ကိုနန်းတော်ကိုယူသွားပြီးမဟာတကြံပွဲတော်မှာလူအားလုံးကိုဖြန့်ပတ်ပေးလိုက်ပါအမုန်းတရားရဲ့ကင်းစင်သွားပါလိမ့်မယ်အဲ့ဒီနောက်ပိုင်းမှာတော့ပကံကြီးကြီးဟာနှစ်ပေါင်းများစွာအေးချမ်းတန်ရာခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီလွတ်ဝတ်တဲ့ရေကန်နဲ့ကူကြီးကတော့ဘယ်နေရာမှာရှိမှန်းဘယ်သူမှမသိနိုင်လောက်အောင်ပြန်လဲပျောက်ကွယ်သွားခဲ့ပါတယ်ကဲပရိသတ်ကြီးရှင်ကျမတို့အခုခေတ်မှာကစားနေတဲ့တကြံရည်တွေထဲမှာလည်းအဲ့ဒီခေတ်ကလိုမေတ္တာရည်စင်တွေပါဝင်နေပါစေလို့ဆုတောင်းလိုက်ပါတယ်အချင်းချင်းရန်ညိုးတွေထားနေတဲ့အစားမေတ္တာရည်စင်လေးတွေနဲ့စီးကြောပြီးနှစ်သစ်ကိုပျော်ရွှင်စွာဖြတ်သန်းကြရအောင်နော်ဒီဇက်လန်လေးကိုနှစ်သက်တယ်ဆိုရင် like and share လုပ်ပြီးဖို့မမေ့ပါနဲ့အောင်နောက်ထပ်လည်းထူးခြားဆန်းပြတဲ့ဇက်လန်လေးကိုနားဆင်ကြည့်နေဆိုရင်တော့ Facebook လေး channel လေးကို subscribe လုပ်ထားပေးပါအောင်ရှင်အားလုံးပဲနှစ်သက်မှာမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ